အစားညင်းနေတဲ့ကလေးလေးတွေကိုလွယ်ကူရိုးရှင်းတဲ့ချက်နည်းလေးတွေနဲ့ဂရင်းပြန်လိုက်စေဖို့မေမေတီရီကချက်ပြပေးပါမယ်ရှင်ဒီစံပြုတ်လေးရဲ့ဇက်လိုက်ကြော်ကတော့ Little Saran ကကြက်သားမှုတ်ကလေးပဲဖြစ်ပါတယ်သူက100%ကြက်သားစစ်စစ်နဲ့ပြုတ်လုပ်ထားတာဖြစ်လို့ဘေဘီလေးတွေအတွက်စိတ်ချလက်ချနဲ့ကျွေးနိုင်ပါတယ်ရှင်အရင်ဆုံးစိန်ထားတဲ့အဖြစ်ဆန်လေးတွေကိုထမင်းချက်သလိုပဲထည့်ချက်လိုက်ပါမယ်မောင်လာဥနီလေးလည်းစိတ်ထားတာထည့်တယ်ပေါ့နော်ပြီးရင်တော့ပို့ပြီးတော့ရတာရှိပြီးအားရှိသွားအောင်လို့ BB collagen ကြက်ပြုတ်ရည်လေးလည်းထည့်လိုက်ပါတယ်ပြီးရင်တော့ဇက်လိုက်ကြောကြက်သားမှုန့်ကလေးလည်းထည့်လိုက်ပါတယ်ရှင်ဒါလေးတွေအကုန်လုံးကိုတော့ကြောပြီးတော့ထမင်းချက်သလိုပဲချက်ထားပြီးတော့မှရေလိုတော့မှရေလေးတွေနည်းနည်းချင်းစီထပ်လိုက်ပြီးတော့စံပြုတ်အနေထားထိချက်မှာပါအနံ့လေးမှွေးသွားအောင်ကြက်သွန်ပြူလေးပါထည့်လိုက်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့မေဖေးကြိုက်တဲ့စံပြုတ်လေးရပါပြီကြက်သားအိမ်မှာအလွယ်တကူမရှိတဲ့အချိန်မှာဒီလိုမျိုး100%ကြက်သားစစ်စစ်နဲ့လှုပ်ထားတဲ့ဒီ Little Saran ကကြက်သားမှုန့်လေးကိုလည်းအရသာပိုရှိသွားအောင်အပေါ်ကနေဖြူပေးလိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့မေဖိုးလေးအရင်ကြိုက်တဲ့ကြက်သားစံပြုတ်လေးရပါပြီရှင်ကြက်သားမှုန့်ရဲ့ protein ဓာတ်ပြေဝပါတယ်စံပြုတ်လေးတစ်ခွက်မို့လို့ဘေဘီလေးတွေကိုချက်ကျွေးကြည့်နော်